အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဗီဒီယိုအသစ်တွေနဲ့လာပါတော့မယ်ပြီးတော့ကျွန်တော်တို့ channel ကိုလည်းနာမည်အသစ်ပြောင်းထားပါတယ်ပိုကောင်းတဲ့ဗီဒီယိုတွေကိုရခင်အားထက်ပြေးသွားတဲ့အသိပညာတွေနဲ့ချပြပေးသွားမှာဖြစ်ပါတယ်အခုဗီဒီယိုကတော့ channel နာမည်ပြောင်းတာကိုအသိပေးချင်တာရဲ့ဗီဒီယိုတွေကိုအသေးချာတင်ပေးဖြစ်တော့မယ်ဆိုတာလာပြောပြတာပဲဖြစ်ပါတယ်ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်လက်တွေ့မှာအကြောင်းအရာတွေကိုဗီဒီယိုအဖြစ်မပြောင်းလဲနိုင်ခဲ့တာပါမလို့ဖြစ်တဲ့အကြောင်းအရာတွေကိုအတိတ်မှာထားခဲ့ပြီးဗီဒီယိုတွေသိချလုပ်ပြီးတင်ပေးဖြစ်တော့မှာပါကိုယ်တိုင်ချပြခြင်းတဲ့အကြောင်းအရာနဲ့ဗီဒီယိုတွေအပြင်ကျွန်တော်ရဲ့ subscriber တွေကနေတောင်းဆိုတဲ့အကြောင်းအရာနဲ့ဗီဒီယိုတွေကိုလည်းဖန်တီးသွားမှာဖြစ်ပါတယ်အဲ့တော့ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးဒီဇိုင်းပိုင်းကနေတိဆောက်တဲ့အပိုင်းအထိဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲပြီးတော့ဘယ်လိုအခက်အခဲတွေရှိလို့အဖြေသဘောမျိုးပြောပြသိကျင်လဲဆိုတာ comment ရေးပြီးတော့တောင်းဆိုလို့ရပါတယ်တောင်းဆိုတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ကိုယ်ပိုင်ချပြခြင်းတဲ့အကြောင်းအရာတွေကိုအလင်းသင့်သူတို့ဗီဒီယိုလေးတွေဖန်တီးသွားမှာဖြစ်ပါတယ်အသေးကြတာကတော့ဗီဒီယိုတွေကိုစတိုက်လုပ်ဖြစ်သွားပါတော့မယ်အဲ့တော့ဆောက်လုပ်ရေးဆိုင်ရာအသိပညာဗဟုသုတရဖို့ကျွန်တော် channel ကိုစောင့်ကြည့်အားပေးနိုင်ပါကြောင်းပြောပါရစေအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာတွေ့ကြရအောင်ပါကြည့်ရှုနားထောင်သူအပေါင်းစိတ်ချမ်းသာနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ဗေဒါကုတ်ရဲ့ဖန်တီးသူလက်ရှိဆောက်လုပ်ရေးနယ်ပယ်မှာလဲကိုယ်ပိုင်လုပ်နေတဲ့အင်ဂျင်နီယာတယောက်ဖြစ်ပါတယ်